တင်မတိသေးတဲ့အရာတစ်ခုရှိပါတယ်။ကဘာကြီးကအရင်လိုမဟုတ်တော့ပါဘူး။2026ခုနှစ်မှာသိပ္ပံပညာရှင်တွေကသတိပေးနေကြပါတယ်။လူသားတွေမသတိထားရင်ကဘာကြီးကိုပျက်စီးစေနိုင်တဲ့အန်ဒီရတွေတဖြည်းဖြည်းနီးလာနေပြီလို့ဒီအန်ဒီရတွေက science fiction မဟုတ်ပါဘူး။အချို့ကအခုလက်ရှိမှာတော့စတင်ဖြစ်နေပါပြီ။ဒီနေ့ဗီဒီယိုမှာကဘာကြီးကိုတကယ်ပျက်စီးစေနိုင်တဲ့အန်ဒီရ9ခုကိုလက်ရှိကဘာမှာဖြစ်နေတဲ့ဖြစ်ရပ်တွေနဲ့အတူတင့်ကိုပြောပြမယ်။ Number 1 climate change တခါတော့ကရာသီဥတုကပုံမှန်စစ်တယ်။နွေရာသီမှာပူတယ်မိုးရာသီမှာမိုးရွာတယ်။ဒါပေမဲ့အခုတော့မဟုတ်တော့ဘူး။နောက်ဆုံးနှစ်တွေမှာကမ္ဘာပေါ်မှာ record breaking heat wave တွေဖြစ်ခဲ့ပါတယ်။အချို့မြို့တွေမှာအပူချိန်40 degrees Celsius ကျော်တက်ခဲ့ပါတယ်။တောမီတွေကမိုင်ညနဲ့လောက်နေတယ်။ရေခဲတောင်တွေနှစ်ဆင်ပြောနေတယ်။ဒီအရာတွေက random disaster မဟုတ်ပါဘူး။ဒါဟာ climate change ကမ္ဘာအပူချိန်တဖြည်းဖြည်းတက်လာနေတာပါ။ဒီလိုဆက်သွားရင်ပင်လယ်ရေမြင့်လာမယ်။ကမ်းနားမြို့တွေရေထဲမြုပ်သွားနိုင်တယ်။ဒီချို့နေရာတွေမှာလူတွေနေထိုင်လို့တော့မရတော့နိုင်ပါဘူး။ဒါဟာကမ္ဘာကြီးကိုတဖြည်းဖြည်းပြောင်းလဲနေတဲ့ silent danger ဖြစ်ပါတယ်။ Number 2 nuclear war အခုကမ္ဘာမှာ nuclear လက်နက်တွေထောင်မြချီပြီးရှိနေပါတယ်။ဒီလက်နက်တွေကအရန်အန္တရာယ်ရှိပါတယ်။တခါတည်းနိုင်ငံကြီးတွေကြားတွင်မှားမှုတွေပုံမြောက်လာတယ်။ missile test တွေလုပ်ကြတယ်။ဒါပေမဲ့တကယ် nuclear war ဖြစ်တော့ရင်ဘာဖြစ်မလဲ။သိပ္ပံပညာရှင်တွေပြောတာက nuclear ဘုံအနည်းငယ်ပဲအသုံးပြုရင်တောင်မိခိုးတွေက sky တွေတက်ပြီးမိအလင်းကိုပိတ်နိုင်ပါတယ်။ဒီအရာကို nuclear winter လို့ခေါ်ပါတယ်။အဲ့ဒီအချိန်မှာကမ္ဘာအပူချိန်လျော့မယ်။စိုက်ပျိုးရေးပြတ်မယ်။အစားအစာရှားပါမယ်။နောက်ဆုံးမှာလူသားတွေစစ်ပွဲကြောင့်မဟုတ်ပဲအစာမရှိလို့တေဆုံးနိုင်ပါတယ်။ Number 3 AI risk နောက်ထပ်အန်ဒီရဲ့တစ်ခုကအာကာသကနေမဟုတ်ဘူး။တဘာဝကနေမဟုတ်ဘူး။ဒါဟာလူသားတွေဖန်တီးထားတဲ့အရာ artificial intelligence AI ပါ။နောက်ဆုံးနှစ်တွေမှာ AI technology ကအရန်မြန်ဖွံ့ဖြိုးလာပါတယ်။အခုဆို AI ကစာရေးနိုင်တယ် programming လုပ်နိုင်တယ်ဗီဒီယိုဖန်တီးနိုင်တယ်ဒါကကောင်းတဲ့အရာပါဒါပေမဲ့တနေ့မှာ AI တစ်ခုကလူသားတွေထက်ပိုပြီးဉာဏ်ကြီးလာရင်ပိုပြီးအမြန်စဉ်းစားနိုင်လာရင်အဲ့ဒီအချိန်မှာ AI ကလူသားတွေကိုမလိုအပ်တော့ဘူးလို့ဆုံးဖြတ်ရင်ဒါဟာ science fiction လို့ထင်ရပေမဲ့သိပ္ပံပညာရှင်အချို့ကဒီအန်ဒီရဲ့ကိုအလွန်စိုးရိမ်နေကြပါတယ် Number 4 asteroid လွန်ခဲ့တဲ့66 million years ကမ္ဘာပေါ်မှာဒိုင်နိုဆောတွေရှိခဲ့ပါတယ်ဒါပေမဲ့တနေ့မှာအာကာသကနေကြီးမားတဲ့ asteroid တစ်ခုကမ္ဘာကိုတိုက်ခတ်ခဲ့တယ်အဲ့ဒီ impact ကြောင့်ကမ္ဘာကြီးပြောင်းလဲသွားခဲ့တယ်မီးလောင်တောကြီးတွေဖြစ်ခဲ့တယ်မိုးရွာတာ acid rain ဖြစ်ခဲ့တယ်နောက်ဆုံးမှာဒိုင်နိုဆောတွေပျောက်ကွယ်သွားခဲ့တယ်အခုလဲ NASA ကအာကာသအချိန်မှာ asteroid တွေစောင့်ကြည့်နေပါတယ်အချို့ asteroid တွေကအနာဂတ်မှာကမ္ဘာနားကိုလာနေပါတယ် Number 5 global pandemic 2020မှာကမ္ဘာကြီးက COVID pandemic ကိုကြုံတွေ့ခဲ့ပါတယ်အဲ့ဒီ virus တစ်ခုကြောင့်နိုင်ငံတွေ lockdown လုပ်ခဲ့တယ်လူတန်းမြောက်များစွာသေဆုံးခဲ့တယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေပြောတာက COVID ကအကြီးဆုံး pandemic မဟုတ်သေးပါဘူးအနာဂတ်မှာပိုမြန်တဲ့ပိုအန္တရာယ်ရှိတဲ့ virus အသစ်တွေပေါ်လာနိုင်ပါတယ်ဒါကြောင့်ကမ္ဘာနိုင်ငံတွေက vaccine research health technology တိုးတက်အောင်လုပ်နေပါတယ် ending